ခင်ဗျာကျွန်တော်ငွေငန်းစတီပေါ့နော်နှစ်ယောက်ထိုင်နေကြောမြင့်ရတော့လုံးဝဟိုမိုင်းတယ်ဗျအရှိကြီးပဲကြည့်တယ်မြင်တဲ့အတိုင်းပဲနော်လုံးဝဒါမျိုးတော့ရခဲ့တယ်ပေါ့နော်ကျွန်တော်တို့ကလည်းလောက်ရတာလက်ချက်ဝမ်းတယ်ပစ္စည်း quality ပိုင်းကျွန်တော်တို့ဒီကျွန်းအသားကျွန်တော်တို့ဒီကျွန်းကာလာကျွန်တော်တို့ကျွန်းရဲ့တဘာဝဟောပေါ့နော်ကျွန်းကြော့လေးတွေကအစပေါ့နော်ဒါပြဖိုးဖိုးရပါတယ်ပေါ့နော်ဒီအလုံးကတော့အတမလေးကျွန်တော်တို့ကျွန်းရတနာတဘာဆိုလိုပဲကျွန်တော်ဒီကျွန်းကွက်တွေပါတယ်ဆိုရင်လဲပြီးတော့ကျွန်တော်တို့ဒီကျွန်းမှာပေါ့နော်ပါတယ်သူ့ရဲ့ကျွန်းအကွက်ခေါ်တာပေါ့အဲ့အကွက်လေးတွေဆိုရင်တော့တော်တော်ကြီးလှတယ်နောက်ပြီးကြောကလည်းမြင်းမြင်းလေးလောက်ထားတဲ့အတွက်ပုံစံလေးကျွန်တော်တို့ဒီဟွာတော့ပုတ်လုံးလေးနဲ့6တောက်လေးနဲ့ဆိုတော့တော်တော်ကြီးလှတယ်လက်တင်ဆိုလို့ရှိရင်လက်တင်နဲ့ဒီမှာကော့လေးလောက်ထားဒီကော့လေးလောက်ထားဒီမှာအတုံးကြီးကိုကျွန်တော်တို့စီးထုတ်ရတာဖြစ်နေတယ်အလှဆင်းနေအလှဒီလိုအလှတရားရအောင်တော့လောက်ရတဲ့အတွက်ကျွန်တော်တို့ကလက်ချက်ကတော့ပါတယ်ခင်ဗျပြရလေးပုံပုံကြပါတယ်လို့ပြောချင်ပါတယ်မာမယ်ဆိုအင်းရပြီဆိုတဲ့အကြောင်းကိုကျွန်တော်အကြောင်းကြားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မဖြစ်မနေလာရောက်ဝေယူအားပေးဖို့ကျွန်တော်ဒီကနေဖိတ်ခေါ်ပါတယ်ခင်ဗျအားလုံးကြည့်ကြပါတယ်